စပင်ကိုအန်အောင်စရာကောင်းလောက်မြန်မြန်ရွှေစီမဲ့တရုတ်ရိုးရာလှုပ်ဝက်နီလန်းလေးကိုပြောပြပေးပါမယ်ဒီနီလန်းဟာစပင်ကိုတအားမြန်မြန်ရွှေစီတာမို့အလွန်ကျွန်းတော့မသုံးမိပါစေနဲ့နော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါပြန်ရှာရလွယ်အောင်လည်းအရင်ဆုံး save ထားလိုက်ပါဆန်ထမင်းစားစွန်းနှစ်စွန်းရေတဖန်ကွာစပင်လိမ့်စီချက်ဆူစီတန်လွင်းစီတုံးဟုတ်အုံးစီချိုက်နဲ့တရာတစ်မျိုးအရင်ဆုံးဆန်နှစ်စွန်းကိုအညစ်အကြေးတွေဆင်သွားအောင်ရေစိမ်းချလိုက်ပါပြီးရင်ခွက်တစ်ခုထဲမှာရေတန့်တစ်ခွက်နဲ့ရောပြီးတိတ်တိတ်ချာချာမွေပေးပါဒီအတိုင်းအနည်းဆုံး3နာရီလောက်ထားပေးရပါမယ်3နာရီပြည့်တဲ့အခါမှာတော့ဆန်စိမ်းရေကိုတီးတန့်ဘူးတစ်ခုနဲ့စစ်ထုတ်လိုက်ပါပြီးရင်အဖုံးပိတ်ပြီးအခန်းအပူကြီးမှာပဲတညတိတ်ထားလိုက်ပါဆန်စိမ်းရေကိုအချင်ဖောက်လိုက်တာဟာစပင်ကိုပိုမြင်မြင်ရွှေစေသလိုအသားရေကိုခေါင်းမွန်စေပြီးပေါက်တွေကိုလည်းပျောက်ကင်းစေပါတယ်နောက်ဆုံးအစိမ်းအနေနဲ့အချင်ဖောက်ထားတဲ့ဆန်စိမ်းရေတွေကိုမိမိကြိုက်တဲ့ရာစပင်လိမ့်စီထမင်းစားဆုံးတစ်စွန်းထည့်လိုက်ပါစီကစပင်ထဲမှာအဆိုရက်ကိုထိုင်ပေးပြီးစပင်ကိုပိုပြီးတောက်ပါလှပါစေပါတယ်အတုံးမပြူခင်မှာဘူးကိုတိတိချာချာ